ကျွန်တော်ထင်တာမမရသူတို့ကအဲ့လိုတစ်ဖွဲ့တစ်ဖွဲ့အပြိုင်ဆိုင်ရှိတယ်ဗျာအဲ့လိုလုံယုံရေးပဲချတာခါးကြားထဲမှာလည်းအဲ့လိုဓာတ်တွေတွေ့တယ်သူတို့ကင်တဲ့ဓာတ်လိုမျိုးအကောက်ကြီးတွေအင်ကြီးလေးနဲ့နည်းနည်းဖုံးပြီးချတာတမေကိုနောက်ကနေဝချွန်နဲ့ထိုးလိုက်လို့ပောက်ထွက်ပြီးတော့တွေးရထွက်နေဟောဆယ်လို့ကျွန်တော်ရက်ွက်ထဲမှာဆိုရင်ဗျာဘုံကရင်တွေပါလေတချို့ရက်ွက်ထဲမှာဦးကြောင်ကြားရရှိရလေတဲ့မလားလုံးဝတာဝန်ရှိရပုံစံမျိုးနဲ့လို့ထင်ပါအဲ့ဒါကြီးထမ်းပြီးတော့ရှေ့ကဖယ်နေအောင်မင်းတို့နားမလဲလို့ဘာသာရေးလုံးနေပွဲလုံးနေငါတို့ကဘာဖြစ်နေကြလဲအဲ့လိုမျိုးမရှိဘူးအဲ့ဒါတော့မိုက်တယ်ဟောဘောကောင်းကြီးကိုကြိုင်ပစတဲ့မှာဝါသားတွေစားတာစပင်းတွေကဆိုအစ်စ်တွေလိုပဲပြောတယ်ဒီကောင်တွေဘာသာစကားနဲ့ပြောတာဗျာအင်္ဂလိပ်ဆိုမဟုတ်ဘူးအဲ့လိုတည်မှာဆဲလို့ပါလဲကျွန်တော်ကမင်းဘာပြောရလဲဆိုတော့တွားတယ်ဘာမှမဟုတ်ဘူးအဲ့ကောင်ဗျာတိလားကျွန်တော်ကဘာမှပြောအဲ့ကောင်အဲ့လိုလူပါဝါနေပဲပေါ့ဒီကောင်လေးအရင်လူပါဝါတယ်အဖြူကောင်လေးအဖြူကောင်မဟုတ်ဘူးနော်အဖြူနဲ့ဆင်တဲ့ကောင်ဒါပေမဲ့ဒီကော်ကေရှန်ပဲခေါ်မလို့ Russian နဲ့ Slovakian တို့ဘာလို့တကောင်ကောင်များ Yugoslav တို့ဘာလို့တကောင်ကောင်များဒီမှာကောင်းပေါင်းနဲ့ဒီနေ့ကခုညနေတော့တွားရိုက်ဖို့တွားနေပြီဖြစ်ပါတယ်ကျွန်တော်မိမမလိုက်လာသေးဘူးသူကလေးကျင်ကလုံးနဲ့ပြင်ရေချိုးမှလာတယ်သူကခြေကူးအောင်ပါသူကကျွန်တော်ပဲထွားနေဘူးလေကျွန်တော်ကောင်းကြီးပဲအစ်စ်ပါတော့ဒီတော့တွေ့ပါပဲဒီကသူလဲမဲ့နေရာလာရောက်တော့ဘာနည်းနည်းတိတာလဲဆိုတော့ရှင်းသွားတယ်ဆိုင်ကလေးကားတွေရောလေကျွန်တော်ဒီဘက်မှာခဏထိုင်ဆောင်တယ်ဒီဘက်လူတွေရှိတယ်ဒီဘက်မှာလာနေပြီဗျာဟိုမှာမြင်ရလားမသိဘူးဒါမဆောက်မနေအဲ့ဘက်ကိုတန်းသွားရတယ်သွားလိုက်မယ်ကျွန်တော်တို့ဘုံကြီးတင်နေရပဲဒီဘက်မှာဟုတ်ပြီပါလေရလာစမ်းဟောဘောကောင်းကြီးကိုကြိုင်ပစတဲ့မှာဝါသားတွေစားတာစပင်းတွေကဆိုအစ်စ်တွေလိုပဲပြောတယ်ဘုံမှာတော့ကျွန်တော်ထွက်လာနည်းနည်းလေးစောသွားအခုမှသူတို့ထွက်နေတော့နည်းလေးစောသွားအခုမှစားကျွန်တော်သိတယ်အဲ့ဒီအောက်ကဒီဝါးနဲ့ဝလုံးတွေပေါ့အဲ့ဝလုံးတွေသူတို့လိုထမ်းပြီးသွားမှာတင်တယ်ကျွန်တော်အခုမှတွေ့ဘူးလားတေချာမတွေ့ဘူးအခုမှတွေ့ဘူးတော့မိုက်တယ်ပဲအရှုပ်ကြီးရလို့ဟောမှစပင်းကိုဂျေနဲ့ဟိုစပရေးဖြန်းပြီးစပင်းပွအောင်လို့စပရေးနဲ့ဖြန်းပြီးတော့ပွအောင်လုပ်ပြီးအောက်မှာကျိုးရင်းနဲ့ချီတယ်သူကျိုးနဲ့ချီတယ်တန်တော့မရဘူးကျွန်တော်ထင်တာမမရသူတို့ကအဲ့လိုတစ်ဖွဲ့အပြိုင်ဆိုင်ရှိတယ်ဗျာအဲ့လိုလုံယုံရေးပဲချတာခါးကြားထဲမှာလည်းအဲ့လိုဓာတ်တွေတွေ့တယ်သူတို့ကင်တဲ့ဓာတ်လိုမျိုးအကောက်ကြီးတွေအင်ကြီးလေးနဲ့နည်းနည်းဖုံးပြီးချတာကျွန်တော်မီးပုံးမြန်ပွဲမှာလိုမျိုးတစ်ဖွဲ့အပြိုင်ဆိုင်လေးတို့ရှိမှထင်တာပဲကျွန်တော်အခုဟိုဘက်ကိုထပ်သွားကြည့်မယ်ဒီလိုင်းကိုရှင်းနေရတယ်ကျွန်တော်မနက်ကလာတော့ဆိုင်ကတူဝီနဲ့ဖြတ်နေရလားခုတော့ရှင်းလင်းပြီးတော့ဘာမှမရှိဘူးဖြစ် Presiden Pemagi Iran menjadi Bacang Maryam Pecarwa Presiden yang Major Major Ringlatu Idadani Krama Agung Desa dan Keminyak Sinarang Sami Buput Yang Aduk Krama Sandi Om Santi
哦， He is smoking. ဘာလို့လိုက်နေစင်လားကျွန်တော်တို့ခုရောက်ရှိနေတဲ့နေရာကတော့အင်ဒိုနီးရှားနိုင်ငံရဲ့ဘာလီကျွန်းပေါ်မှာပါ။ဒါပေမဲ့သတိထားမှာဒီနေ့မှာတော့ဒီကျွန်းဟာတာမန်မဟုတ်တော့ပါဘူး။ပုံမှန်ရှူရတဲ့လေထုထဲမှာတော့ထူးခြားတဲ့နှမ်းသက်တစ်ခုခုပါဝင်နေတယ်လို့မျိုးခံစားရပါတယ်။တစ်ခုခုနိုးထလာတော့မယ်ဆိုတဲ့ခံစားချက်မျိုးပါ။ကျွန်တော်တို့မြင်ရတဲ့ဒီတရေတစေမကောင်းဆိုးကမိစ္ဆာယုတ်ကြီးတွေကလူတွေကဖန်တီးတာဆိုပေမဲ့သူတို့ကိုဒီနေရာလူတွေကအိုကိုလို့ခေါ်ကြပါတယ်။ရက်ွက်တိုင်းရွာတိုင်းမှာပုံစံမတူတဲ့ရုပ်ထုတွေပြုလုပ်ကြပါတယ်။စက်ကူတွေဝါးတွေပါဝင်ပစ္စည်းစုံသုံးပြီးတော့လုပ်တာပါပြုလုပ်တဲ့ရုပ်တွေကလည်းစိတ်ကူးရဲရှိတဲ့မကောင်းဆိုးဝါးတွေနဲ့မဟုတ်ပါဘူး။တခါတလေကျရင်အပြင်မှာတိတ်ဆုံးသွားတဲ့သူတွေရဲ့တရေပုံတံကိုပါလုပ်ကြပါသေးတယ်။အခုပုံမှာဆိုရင်ဒီ၈နှစ်ရွယ်ကလေးမလေးကိုအမွေကိစ္စနဲ့ပတ်သက်ပြီးတော့သူမွေစားအမေကတက်ပြီးတော့အိမ်ထဲမှာမြုပ်ထားခဲ့တာပါ။ဒီလိုတကယ်ဖြစ်ရတဲ့နဲ့ပတ်သက်ပြီးတော့လည်းဒီလိုအရုပ်တွေလုပ်တတ်ကြပါတယ်။နောက်တစ်ခုကသူတို့ကရုပ်ထုမဟုတ်ပါဘူးသူတို့ရဲ့ယုံကြည်ချက်အရဆိုရင်ဒါတွေဟာလူတွေရဲ့စိုးသွမ်းတဲ့စိတ်တွေကိုကိုစားပြုရတဲ့တစ်တာကြီးတွေပါပဲလောဘဒေါသမောဟနဲ့မုန်းတီးမှုဒီတစ်နှစ်လုံးလူတွေရဲ့ရင်ထဲကစုထားတဲ့အမောင်တွေကိုဒီရုပ်ထုတွေထဲမှာစုထည့်ထားရလို့ယုံကြည်ကြပါတယ်လမ်းမပေါ်ထုတ်လာတဲ့ဒီရုပ်ကြီးတွေဟာလေထဲမှာလှုပ်ရှားနေကြပါတယ်ကြီးတဲ့သူတိုင်းကိုလည်းစိတ်မသက်သာစေတဲ့ခံစားချက်တွေပေးရင်းနေပါပဲဒီကကန်တွေကဒီအယုတ်တွေကိုလှုပ်ခါပြီးတော့လှည့်ပတ်ကြပါတယ်ဒါတွေဟာမကောင်းတဲ့ဝိညာဉ်တွေကိုမူးဝေစေဖို့လို့လည်းဆိုကြပါတယ်နောက်ဆုံးပွဲပြီးရင်တော့မီးပုံရှိုးလိုက်ကြပါတယ်မကောင်းတဲ့စိတ်အတွေ့ခံစားချက်တွေမရှိတော့ဘူးဆိုပြီးတော့ပါကျွန်တော်တွေးမိတာကတော့ဒါတွေကတကယ်ပဲပျောက်သွားတာလားတနေရာမှာကျွန်တော်တို့ကိုစောင့်နေပြီးပြန်လည်နိုးထားဖို့စောင့်နေမလားဆိုတာပါပဲပြီးရင်နောက်တစ်နေ့မှာတော့တကဘာလုံးတိတ်ဆိတ်သွားသလိုခံစားရမယ့်နေပါအတန်မရှိလှုပ်ရှားမှုမရှိအင်တာနက်ပါမရှိတဲ့ညံပြီးလို့ခေါ်တဲ့အတန်တိတ်နေပါပဲအဲ့ဒီနေ့အကြောင်းကိုလည်းဒီထဲမှာပါတာမို့ကျွန်တော်တို့အဆုံးထိဆက်ကြည့်လိုက်ကြရအောင်ပါဒီတစ်ခုပါဗျာတွားမှကြီးပုံလုံးလုံနေတာဒါကိုလဲတဲ့ပဲဘောခေါင်းကလည်းလဲနောက်ကဟာတွေကလည်းလဲလို့ပဲ It's alright thank you ကျန်တယ်ဟိုနောက်မှာရှိတယ်ဟိုနောက်ဟာတတ်ထက်ရAda bang? Itu ada kok kali. Ya, kau wajib buat. Ciri mana? Ini bang. Ini ulang main lah. ဟိုကျွန်တော်တို့၄ရုပ်လောက်ရိုက်သွားပြီရှော့ကိုမျိုးစုံတော့ရိုက်ထားတယ်ဒါပေမဲ့သူတဲနေချိန်မဟုတ်ဘူးเนาะတဲနေချိန်တော့ပို့ပြီးတော့တက်ဝင်လှုပ်ရှားဟိုဘက်သွားတယ်ဒီဘက်သွားတယ်အခုဆိုသူတို့စပြီးပြင်ဆင်နေတဲ့အချိန်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာကျွန်တော်နှိုင်းတယ်တောင်ကြီးမီးပုံးမြန်ရှိတော့မီးပုံးမြန်တာကရင်တချို့တွေကမကြိုက်ကြဘူးပဲသူတို့ဆိုပျက်စီးမှဆိုလို့ကျွန်တော်အဲ့လိုနည်းနည်းသတိထားပြီးတော့သွားရပေါ့နော်သတိထားပြီးသွားရဆိုတာသူတို့ကအရန်ကမ်းမိမှာတော့ပေါ့ဒါပေမဲ့အဲ့လိုပြဿနာမရှိဘူးသူတို့အနာတိပေးကတ်တယ်ဗျာနာတိပေးကတ်ပြီးတော့အဲ့လိုသူတို့ကလာပြီးတော့သူတို့အယုတ်တယ်လာလို့ကျွန်တော်အလဲမှာခံနေရင်တော့အဲ့လို sorry ပါညာနဲ့တော်တော်သဘောကောင်းတဲ့လူတွေနော်ရှင်းပြည့်အေးဘာမှမပြောဘူးကျွန်တော်ရက်ွက်ထဲမှာဆိုရင်ဗျာဘုံကရိန်တွေပါလဲတချို့ရက်ွက်ထဲမှာဦးကြောင်ကြားရရှိရတယ်တည်မလားလုံးဝတာဝန်ရှိရဲ့ပုံစံမျိုးနဲ့လို့တဲ့ပါအဲ့ဒါကြီးထမ်းပြီးတော့ရှေ့ကဖယ်နေအောင်မင်းတို့နားမလဲလို့ဘာသာရေးလုံးနေပွဲလုံးနေငါတို့ကဘာဖြစ်တယ်ညာအဲ့လိုမျိုးမရှိဘူးအဲ့ဒါတော့မိုက်တယ်ဟောမလေခဏထည့်ရမယ်ခဏနားလိုက်အောင်ပေါ်တော့ဒီမှာဆိုရင်ဗျာဒီမှာတလားတမဲကိုနောက်ကနေဝချွန်နဲ့ထိုးလိုက်လို့ပေါက်ထွက်ပြီးတော့တွေးထွက်နေဟောပါရှယ်လို့ရုပ်တွေကပြင်မှာတော်တော်တက်ဝင်တယ်တမဲကောင်း
ကြာပြီပြန်လာပါပြီလူတွေပြေးချမ်းချမ်းတယ်သေတော့ပါချွေးထွက်တာဒီလမ်းမကြီးကဗျာဒီမနက်ကဟာမဟုတ်တယ်လို့ပဲဒီမှာကြည့်ဦးရှင်းတယ်ကျွန်တော်လမ်းလက်ကောင်တက်ရှောင်းတာတော့ကောင်းခုနကလူအုပ်ထဲဖြတ်တော့အဖြူဆိုတာဗျာ European မဟုတ် maybe Russian ကောင်ဖြစ်မယ်လူရုရှားတော့သူတို့အဖြူဆိုပြီးတော့စိတ်ကြီးဝင်နေကောင်တော့တွေ့ရကျွန်တော်ပေါ်လာရှေ့ကနေဖဲ့ခိုင်းတာတို့လက်လေးပုတ်ပြီးတော့ excuse me ဆိုပြီးပြောဒီကောင်တွေဘာသာစကားနဲ့ပြောပြအင်္ဂလိပ်ဆိုမဟုတ်ဘူးဘယ်လိုတည်ရမလားဆဲလို့ပါလားကျွန်တော်ကမင်းဘာပြောရလဲဆိုတော့တွားတယ်ဘာမှမဟုတ်ဘူးအဲ့ကောင်ဗျာတိလားကျွန်တော်ကဘာမှပြောအဲ့ကောင်အဲ့လိုလူပါဝါနေပဲကောင်ဒီကောင်လေးအရင်လူပါဝါတယ်အဖြူကောင်လေးအဖြူကောင်မဟုတ်ဘူးနော်အဖြူနဲ့ဆင်တဲ့ကောင်ဒါပေမဲ့ဒီကော်ကေရှန်ပဲခေါ်မလို့ Russian နဲ့ Slovakian တို့ဘာလို့တကောင်ကောင်များ Yugoslav တို့ဘာလို့တကောင်ကောင်လားဟာအဲ့ဒါနေရာတကောင်လေးဖင်ကောင်းကျင်တယ်ကျွန်တော်နဲ့လာပြီးလုံးလို့မရအောင်ကျွန်တော်တုတ်ခဲရဆိုလမ်းလျှောက်ပြီးဟိုဘက်တိုးလိုက်ပါအောင်မယ်လူကြီးကနှစ်ချက်ထိုးကြရအောင်ကြီးတစ်ချက်ခွဲပဲလူကောင်ကြီးရကျကြောက်တော့တစ်ချက်နှစ်ချက်ထိုးကြရမလို့ဗျာဒီကောင်လေးတစ်ချက်လည်းမရအောင်တစ်ချက်ခွဲတော့ထိုးပါမယ်တစ်ချက်ခွဲနဲ့တစ်စိမ့်တစ်ချက်ခွဲတော့ထိုးပါကျွန်တော်အခုလမ်းလျှောက်ရတဲ့တကားရှင်းပြမယ်နော်သူတို့ရဲ့သဘောကဘယ်လိုလဲဆိုတော့သူတို့ကဒီမကောင်းစိုးရုပ်ကြီးလောက်တယ်ဆိုတာသူတို့ရဲ့ဒီလူတွေရဲ့ခန္ဓာကိုယ်ရဲ့စိတ်ထဲမှာရှိတဲ့မကောင်းတဲ့စိတ်တွေအငြိကြေးတွေကံတွေပြုမှုမှုတွေအားလုံးကိုအဲ့ရုပ်ကြီးသဘောမျိုးသူကလှုပ်လိုက်တယ်ပြီးရင်ဒါပြီးသွားရင်သူကကန်းချီကိုသွားပြီးမီးသွားရှုပ်မယ်ကန်းချီသွားမီးသွားရှုပ်မယ်ဒါတွေသူတို့အားလုံးဖျောက်ပစ်လိုက်ပြီပေါ့ဗျာဖျောက်ပစ်ဒါသူတို့ရဲ့နှစ်တစ်မနှက်ဖြန်ဆိုသူတို့ရဲ့နှစ်တစ်ပေါ့နော်နှစ်တစ်ဆိုလက်ဖြန်တနေကုန်ကြသူတို့အိမ်ထဲမှာနေမယ်စကားလုံးဝမပြောဘူးအတန်လည်းမထွက်ဘူးသမင်းချက်စားလို့လည်းမရဘူးမီးလည်းမိတ်ထားမယ်လမ်းမပေါ်လည်းဘယ်သူမှထွက်လို့မရဘူးလင်ကွင်းလည်းပိတ်ထားမယ်လင်ကွင်းပိတ်တယ်ဆိုတာကမ္ဘာပေါ်မှာစစ်ဖြစ်နေတဲ့နိုင်ငံတွေပဲပိတ်တယ်ဗျာဒီဘာဒီကျွန်းတစ်ခုမှာပဲစစ်မဖြစ်ပဲနဲ့ပိတ်တယ်ဆိုတာအဲ့လိုတွေးလို့ရအောင်နော်ဒါပေမဲ့ကျွန်တော်ကဘာပြဿနာရှိတယ်ဆိုတော့ကျွန်တော်အဲ့လိုညဘက်ဟိုဘက်ထိဟိုကန်းကြီးထိသွားပြီးသူတို့မီးရှို့တာတော့ကျွန်တော်လိုက်ပြီးတော့ရိုက်လို့မရတော့ဘူးဘာလို့လဲဆိုတော့အိမ်မှာမာသားကြီးရောဟိုမိသားစုတွေကြံခဲ့တော့ကျွန်တော်ညဘက်အထိတော့နေလို့မရဘူးသူတို့ကလည်းအဲ့ဘက်ထိလိုက်ရင်လည်းကျွန်တော်ဂီးသွားတယ်အခုတော့တော်တော်ဂီးသွားပြီလူချွေးတွေထွက်ပြီးတော့လူတွေကအရန်များတယ်ဗျာပြေးချက်ညက်ပြီးတော့တိုင်နေပတ်နေတော့အဲ့ဆိုပြီးမှတွေ့ပါမယ်အိမ်ပြန်ခဏနားလာမရေမိုးချိုးပြီးတော်တော်ဂီးသွားတယ်တော့ဟာတော်တိုးတယ်အေးတိုးပါဗျာရှယ်တိုးပါအားလုံးပဲ good morning ပါအတန်တူတူပြောဒီနေ့ကကျွန်တော်ရိုက်တဲ့ vlog တွေထဲမှာတော်တော်ထူးခြားတဲ့နေ့ပေါ့နော်ကျွန်တော်ဘဝမှာတခါမကြုံဘူးတဲ့တွေ့ကြုံဒီနေ့ကပါလီကျွန်းသူကျွန်းသားတွေရဲ့နှစ်တကူနေဒီနေ့တကျွန်းလုံးမှာဘာမှမရှိဘူးကားလည်းမရှိဘူးလူလည်းမရှိဘူးဆိုင်ကယ်လည်းမရှိဘူးသူအတန်လည်းမထွက်ကြဘူးဗျာဘယ်လောက်ထိလူမရှိတယ်ဆိုတော့လေစိတ်ပါပိတ်ထားတယ်ကမ္ဘာပေါ်မှာလေစိတ်ပိတ်တယ်ဆိုတာစစ်ဖြစ်တဲ့နိုင်ငံတွေတော့ပေါ့နော်ပြူပြင်းနေတဲ့လေစိတ်တွေလောက်ပဲပိတ်တာဒီနေ့ကလေရင်အစင်းတက်ပါဘာမှမရှိဘူး emergency ကလွယ်ပေါ့လမ်းမပေါ်မှာလည်းသူတို့ local လုံခြုံရေးတချို့ရှိမယ်ရှိရဲ့လူကတော့ရဲတချို့ရှိမယ်ပတ်နေတယ်လမ်းမပေါ်မှာလူတွေ့ရင်ရေးယူခံရမှာပေါ့နော်သူတို့ကဒီနေ့မှာအိမ်ထဲမှာပဲနေကြတယ်အတန်တော့မထွက်ဘူးပေါ့နော်ဟင်းနေလည်းချက်လို့မရဘူးဘလောက်တွေပါဖြစ်လဲဆိုမီးတော့မဖွင့်ဘူးဗျာမီးပိတ်ထားရတယ်ပေါ့မီးပိတ်ထားတော့ဘာတစ်ခုတော့ကောင်းလဲဆိုကျွန်တော်စဉ်းစားမိကျဲတွေကိုမြင်ရတယ်ဗျာမီးအောင်မရှိတော့ကျဲကိုကောင်းကောင်းမြင်ရမှာတင်တယ်ဒါလေးညကြရင်ရိုက်မယ်ဘလို့လင်ရမယ်ဆိုအတန်မရှိပဲတိတ်ဆိတ်နေရဥစားကြောင့်လည်းတော့စားတော့စားရဗျာဒီဘာလီကျွန်းကလမ်းမရဲဆိုကားတွေဆိုင်ကယ်တွေအများနဲ့ပြေးနေတဲ့နေရာမျိုးပေါ့အဲ့လိုနေရာမျိုးမှာနေတနေ့ကုန်အိမ်ထဲမှာပဲနေရပါအိမ်ပြင်ထဲထွက်လို့မရဘူးဒါတချို့နေရာကြီးဆိုရင်ဒီ internet sim ကတ်တွေလည်းဖြတ်ထားတယ်ဖုန်းလည်းပြောလို့မရဘူး wifi မှာဖြတ်ထားတဲ့နေရာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ villa ကတော့ wifi ပေးထားတယ်ဘောဘောနော်နည်းနည်းလေးကျွန်တော်တို့ဟိုနိုင်ငံသားဆိုတော့လွတ်လပ်ခွင့်ပေးတာတကယ်
ဒီနေ့ဟိုတယ်တွေပါတယ်မှာလည်းနိုင်ငံသားတွေရှိရပါဒါပေမဲ့ဟိုတယ်ပြင်လုံးဝထွက်ခွင့်မရှိဘူးသူတို့တချို့ဟိုတယ်ဆိုရေကူးကန်တော့ပေးမတော့ရေကူးကန်တချို့ဟိုတယ်ပေးတော့တယ်ဒါပေမဲ့ဘုံဘုံရေကူးလို့မရအောင်ရှည်တဲ့စိန်လာတော့ပဲရမယ်အဲ့ဒါပါဗျာအဓိကနေကြည့်မယ်ဗျာအတန်မရှိဘဲနဲ့ဘယ်လိုနေလဲတော့ဒီနေ့ကတော့နေရမှာပဲဘယ်မှထွက်လို့မရအောင်နောက်နေ့မနက်အထိပေါ့နောက်နေ့မနက်6 နာရီအထိနောက်မနက်6 နာရီကြာအမှန်တကယ်ဆိုဒီအချိန်ဆိုဆိုင်ကယ်တွေဘရောနဲ့အဲ့လိုအတန်တွေကြားနေကားတန်နေပါတယ်ကျွန်တော်ကမြို့ထဲမှာပေါ့နော်ကူတာနဲ့စမရက်ဒါမှာကူတာနားမှာပေါ့နော်ကူတာဆိုသူတို့မြို့ထဲမှာကျွန်တော်ဘယ်လိုပြောရမလဲဘာယူရီးယားတို့ဘာမှာဆိုပတ္တရား walking street လိုမျိုးဗျာအဲ့လိုလူတွေပါတယ်အရင်စီးရနေရမျိုးပေါ့အဲ့တော့ဘာပြောရရှိသေးလဲဆိုတော့အဲ့လိုပဲဗျာထူးခြားတဲ့ unique ဖြစ်တဲ့အတွေ့အကြုံပေါ့ဒါပေမဲ့ဘယ်လိုပြောရမလဲထူးခြားတဲ့အတွေ့အကြုံဆိုရင်လည်းနည်းနည်းလေးထိန်းချုပ်ထားရလို့စိတ်ထဲမှာခံစားရတယ်ဗျာအဲ့လိုအပြင်မတော့ဘာမလို့အောင်ညာမလို့ပါလို့သိရမလားဒါသူများနိုင်ငံရောက်ရင်တော့သူတို့ရဲ့သူများအရက်ဒေသရောက်ရင်တော့သူတို့ရဲ့ယဉ်ကျေးမှုတို့ဒလေးထုံးတမ်းစင်လာတွေလေးစားမှာလိုက်နာပါတော့ကျွန်တော်တော့သွားလို့ဒီရောက်အောင်တီးလို့မှာအဲ့ဒါကျွန်တော်ဘယ်လိုခံစားရဘယ်လိုချင်းဒီနေ့ကတော့ဒီဖီလာထဲမှာပဲရရင်လည်းကျွန်တော်စကားလေးပါလေးပြောလို့ရမယ်ကျန်တာတော့ဘာလို့မရအပြင်လည်းထွက်လို့မရဘူးနိုင်ငံသားကထွက်လို့ရတယ်အပြင်မှာရဲနဲ့မတွေ့စေနဲ့ရဲနဲ့တွေ့သွားရင်တော့ပြဿနာရှိရပါတော့ drone တွေပါလေပြန်လို့မရအောင်မှန်တကယ်ကျွန်တော် drone ပြန်နေတာဒီချိန်ဆိုအရန်မိုက်ပါဗျာလုံးဝ unique ဖြစ်တယ်လမ်းမကြီးရလုံးဝဘာမှမရှိဘဲနဲ့အဲ့လိုတိုက်တွေပဲရှိရဗျာလမ်းမမှာဘာကားမှမရှိဘူးတရားပေါ်မှာလည်းဘာမှမရှိဘူးအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်လေးစားပါမယ်နိုင်ငံတကာရဲ့ယဉ်ကျေးမှုထုံးတမ်းစင်လာတွေပေါ့နော်အဲ့တော့ကျွန်တော်ဗီလာထဲမှာပဲနည်းနည်းရှောက်ရိုက်ပြအောင်ဒီနေ့က silent day ဆိုတော့ silence တူလေးပဲပြောရတာပေါ့နော်မနေ့တည်းကလည်း convenience store မှာမုတ်တင်အများကြီးဝယ်တာပြောရည်မုတ်ပြေပဲဒီနေ့ကအိမ်တွင်းအောင်မဲ့နေ့ပေါ့အိမ်တွင်းအောင်မဲ့ဆိုလက်ဖက်တုပ်ရှိရယ်အေးတွေရှိရယ် coffee တွေရှိရယ်စားအုပ်ရှိတယ်ငကြက်နဲ့တူလေးတစ်ချိန်နဲ့ထောင်နေရဒီနေ့တော့ခြေကျုံနေရပေါ့ကျွန်တော်တို့ဒီညံပိတေလို့ခေါ်ညံပိလို့ခေါ်တယ်သူတို့ဒီနေ့ပေါ့နော် silence တွေကိုအတန်မထွက်တဲ့နေ့ကိုအဲ့ဒါကိုသူတို့ကဘာလီမှာအရင် serious ဖြစ်တဲ့နေ့ဗျာအဲ့နေ့ကိုဘယ်လိုပြောရမလဲကျွန်တော်တို့ကလူလေးစားသူတို့ယဉ်ကျေးမှုကိုလိုက်နိုင်ပြီမယ်လို့လူလေးမစားလုပ်တဲ့ကောင်လေးရှိရယ်ဥပမာဆို2024ရဆိုရင်ပြင်သစ် tourist နဲ့ရောက်ပဲအဲ့လိုလူငယ်တွေပဲတက်20နှစ်လောက်ပဲရှိဦးမယ်အပြင်ထွက်ပြီးတော့ရမူးပြီးတော့အဲ့လိုတချင်းတွေပါဆိုအော်ကြီးကျဲလုံးနေအဲ့ဒါတွေကိုကျွန်တော်လည်းဒီ local data ကလုံခြုံရေးအတွေ့ရပြောတော့မရတော့ဖမ်းပြီးတော့အဲ့လိုမျိုးချဲတွေပါစီသွားရင်နောက်ကျပြည်ဝင်ခွင့်ပိတ်တာပဲလုပ်တယ်နောက်အဲ့နေ့မှာပဲရုရှား tourist မှာရုရှားရင်းနေရိုင်းနေတယ်လားအဲ့ tourist မှာအဲ့လိုပဲပေါ့ဗျာပြောနေဥစ္စာကိုကျွန်တော်လုံးနေတယ်အတန်ရှင်းရေးလုပ်ခိုင်းလိုက်တယ်ပထမဆုံးတစ်ခေါက်ဆိုတွေ့ရဗျာလူပေါ်လက်မှုတီမှာတော့လုံုံရေးကတန်ရှင်းလောက်ခိုင်းတာရှိရဲ။အဲ့မှာမရရဲခွန်မယ်။ဒါပေမဲ့ပြန်ခိုင်းဒီတိုင်းပြန်ခိုင်းတဲ့ဟာတွေလည်းရှိရပါတော့။ကျွန်တော်ကတော့လေးစားနေပါတယ်။ကျွန်တော်တို့နိုင်ငံနာမည်မပြည့်စုံဘူး။ဘယ်ရလဲဆိုဒီမှာဆိုကောင်းတယ်။အဲ့တော့အိမ်ထဲမှာမိသားစုနဲ့အချိန်ဖြုံးနေနေပေါ့နော်။သူတို့ကတကယ်တော့အဲ့လိုမျိုးအကုန်လုံးကိုတိတ်ဆိတ်ပြီးတော့ထားခိုင်းနေဆိုတော့လို့ silence လောက်ခိုင်းတယ်။အတန်တိတ်ခိုင်းတယ်မီးတွေကိုမိတ်ခိုင်းတာတက်ပေါ့နော်မိတ်ခိုင်းနေပေါ့နော်ညဆိုရင်ပေါ့နော်အဲ့လိုမျိုးတွေလုပ်ခိုင်းနေဆိုပြီးမစိတ်ထဲမှာတော့အဲ့ဒါ personally ပြောတာပေါ့နော်အော်ရင်ပေါ့ကိုယ်ကို control လုပ်တယ်ပေါ့နော်ရမလားဟဲ့အကုန်လုံးလုပ်ချင်တာမလုပ်အောင်ဒါပေမဲ့သူတို့ကအဲ့ဒါကိုပေါ့နော်ပြောအဲ့လို peacefully သူတို့ကလက်ခံတယ်ပေါ့နော်ဒါကိုသမီးသားစုနဲ့အချိန်ဖြုံးမယ်ပြောမယ်ပါမယ်တခြားအပြင်အာယုံတွေဘာမှမပါဘဲနဲ့ပေါ့အဲ့လိုနီးတွေအတန်တွေအောင်မပါဘဲနဲ့ဒါငင်းချမ်းလေးပဲနေမယ်ဆိုပြီးတော့သူကအဲ့ဒါပျော်ရွှင်အောင်မျှော်နေတာသူတို့ကပျော်နဲ့မျှော်နေတာဒါပေမဲ့သူတို့တခုတော့ကောင်းတာဒီနေ့ကို silence day ဆိုတော့မနေ့ကကြတော့နော်မနေ့ကကြတော့ကိုရိုက်ပြတာမယ်ထင်တယ်ရုပ်လေးနဲ့share အဲ့လိုမျိုးဆင်နွယ် celebrate လုပ်တဲ့နေ့ပေါ့မနေ့ကကြတော့အဲ့လိုအရန်ပျော်ပေါ့မနေ့ကကြတော့တက်တာလို့ခုံပေါက်ကခုံပေါ့အဲ့လိုမျိုးလုပ်ပြီးသွားပြီပေါ့မနေ့ကကြတော့parade တွေထွက်ပြီးတော့ဒီနေ့ကြတော့ငင်းချမ်းလေးနေရပါတော့ကောင်းပါတယ်တခါလေကြာတော့လဲ
ငင်းညံ့တာကောင်းတယ်ဒါပေမဲ့တစ်ခုပဲ modern ဒီလောဟွာမှာပေါ့နော်ခစ်တစ်မှာပေါ့နော်အဲ့လိုမျိုးပြင်လာတစ်ခုမနဲ့ဆိုရင်လည်းညီမဆိုအချင်းရှိတယ်လို့တချင်းတွေဖွင့်တတ်တယ် TV တွေအချင်းလောက်တတ်တယ်စကားဆိုလဲစားရအော်တိုကကြဲကြဲပြောတတ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတာနည်းနည်းလေးတော့အဲ့လိုမျိုးနည်းနည်းလေးတော့control လုပ်လဲပဲကောင်းပါတယ်ဒါ difference လေးတစ်ခုဖြစ်သွားပါတော့နော်ဒီပုံမှန်ဘဝတွေနဲ့ဆိုင်တော့ငင်းချမ်းသွားပါပေါ့မပြောမြအောင်နေရတယ်စာအုပ်ကလေးနဲ့စာအုပ်လေးပါလာဒါပေမဲ့ဒါတော့ရင်းပါလာပါတိလို့မဟုတ်ဘူးပြီးတော့ airport နဲ့ပေါ့ဒီနေ့တော့ချင်းဟိုဟာသူကဘာလီရအရင်ကောင်းတယ်ဗျာဘာလီနေစီပေါ့ဒီဘာလီဒေတာကန်တွေကကျွန်တော်ဗီလာမှာတော့ကျွန်တော်ကတိတ်ဆိတ်အောင်နေတယ်ဒါပေမဲ့ကျွန်တော်ဒီတောက်လျှောက်ဗီလာရဲ့ရှိရတချို့အဖြူတွေဖြူပါတယ်အိုကြီးကျလောက်တာမဟုတ်ဘူးเนาะသူတို့မိသားစုနဲ့ရေကူးပါညာလို့တန်နေတော့ရှိအဲ့လောက်ကတော့ဘာမှမပြောပါဘူးသူတို့ကဘာလီရဲ့အဆင်ပြေပါတယ်နားလည်းပြီးလာရပါเนาะကောင်းပါတယ်နော်သူကလည်းသူကသူ့ရဲ့အကောင်လာတော့မိသားစုစီပြန်မယ်အကောင်လုံးကမိသားစုစီပြန်မယ်ဆိုပြီးတော့သူကဖြစ်နေကြတာအကောင်ကပြောတယ်ဒီနေ့ serious day ပေါ့နော်သူကဟိုလိုမျိုးဆိုမှတော့ religious တော့မဟုတ်ဘူးနော် religious လား religious လည်းပါမယ်ထင်တယ်ဘာသာရေးရောသူတို့အဓိကနှစ်ကူတာပေါ့ traditional ကိုဖြစ်မယ်ပေါ့နှစ်ကူတာလေးသူတို့မျောပြီးတော့အဲ့လိုမျိုးဟိုကထူးဆန်းတယ်နော်အဲ့လိုနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံကဟိုကလောက်တာမတူဘူးကျင်းပါမတူဘူးပြောပါရဗျာအဲ့လိုမကြိုက်ကြဘူးလေဥမာတချို့နာဂမျိုးနွယ်စုတွေမှာရှိရလို့ကျွန်တော်စာထဲမှာဖတ်ဖို့ရဲအဲ့လိုရှာထုတ်ပြရင်ဒါကိုယ့်ရဲ့ကိုတွင်းအင်တော်ထုတ်ပြပါဗျာကိုရင်းတော့ထုတ်ပြတယ်သူတို့အဆက်ကြီးရယ်သူတို့ရှက်ရတယ်ပေါ့ထုတ်ပြခံရတယ်လို့အဲ့တော့စော်ကားခံရတယ်ပေါ့ဗျာသူတို့ရဲ့အမျက်တော်သားအရှာထုတ်ပြရဲ့ကောင်ကောင်းဖြတ်မှာကြည်ရဒါပေမဲ့တိဘက်မှာကြတော့လို့တချို့ဘုံကြီးပေါ့တိဘက်လာမှာဘုံကြီးရအချင်းချင်းအရန်လေးစားရှာထုတ်ပြတယ်အဲ့လိုမျိုးပေါ့ဗျာတခုနဲ့တခုမတူဘူးပေါ့လေနော်လေးစားပါဟဲ့အဲ့ဆိုရင်ပြီးမှတွေ့ကြပါမယ်ကျွန်တော်တို့လည်းအစီအစဉ်သားစုနဲ့ပြင်လာလိုက်ပါအောင်နော်စိတ်ကြီးရတော့စိတ်မဲစရာမှာရေကူးရင်အတန်မီရောအကြတယ်မှာလှုပ်ရင်တော့ဖြည်းဖြည်းလေးပဲလှုပ်အာကျင်းနဲ့တော့တွေ့